အရှင်းဆုံးကတော့ကိုကအေးအေးချစ်စေးနဲ့ချမ်းချမ်းသာသာပျော့ပျော့ရွှင်ရွှင်ငြိမ်ငြိမ်ချစ်ချစ်နဲ့ဖြတ်တန်းရှင်နေဆိုလို့ရှင်အဲ့ဒါနဲ့နီးစက်တဲ့နီးတွေကို Stella တို့တုံးပြီးတော့ဖြည့်ရှင်းလို့ရတယ်ကွာ Okay အဲ့လိုမျိုးဖြည့်ရှင်းတဲ့ချိန်မှာလဲစိတ်တက်တွေကိုဘယ်လိုမျိုးထားရမလဲဆိုတာပြန်ပြောမယ်ဆိုတော့ Stella တို့စီမှာစိတ်တက်နှမျိုးရှိရရှားပါတဲ့စိတ်တက်နဲ့ဘယ်လိုပြောမလဲဆိုပေါ်ကျွယ်မှာမှုစိတ်တက်ပေါ့အဲ့တော့ Stella တို့အခုဘယ်လိုမျိုးစိတ်တက်တွေရှိနေလဲဆိုတာကို Stella တို့စစ်ဆေးမယ်ပြီးလို့ရှိရင်အဲ့လိုမျိုးစိတ်တက်ကနေပြီးဒီပေါ်ကျွယ်သွားတဲ့စိတ်တက်ကိုဘယ်လိုမျိုးကူးပြောင်းမလဲဆိုတာပြန်ပြီးစဉ်းစားကြရအောင်ဆိုတော့အနာဂတ်ကို Stella တို့ကြိုတင်သုံးဆွဲခြင်းပေါ့ဆိုတော့ရှားပါတဲ့စိတ်တက်ဆိုတာက Stella တို့ဒီအနာဂတ်မှာဖြစ်လာမယ်ဒီငွေကြေးပမာဏပါမှုတည်ပြီးတော့ကွာတင်မလားအကျိုးကြီးတွေပါတယ်ယူတယ်ကွာအဲ့လိုယူတဲ့ချိန်မှာဆိုလို့ရှင်ကိုကတဖြည်းဖြည်းနဲ့ငါဟိုဘယ်လိုမလဲကိုယ့်ရဲ့ဒီအကျိုးရကွာကိုယ့်ရဲ့ဝင်ပေါ်မှာအရန်ထမ်းနေတဲ့အတွက်ကြောင့်မလို့ကွာ Stella တို့လက်မပျော်ရွှင်နိုင်တော့ဘူးကွာကြည်လားအဲ့တော့ Stella တို့တခါလေကြောက်ရှင်မလိုအပ်တဲ့အရာတွေဈေးကြီးတဲ့အရာတွေအရန်ဝယ်ကြတာရှိရကွာဆိုတော့တကယ်လို့များမလိုအပ်ဘူးဆိုလို့ရှင်ဘာလို့ကိုယ့်ရဲ့စိတ်ကိုကွာဒဏ်ရာဘယ်လိုမလဲရှားပါတဲ့အနေထားမျိုးကိုမဖန်တီးနဲ့တော့ကွာအဲ့ဒါကို Stella ပြောချင်တာပေါ့နော်ဆိုတော့အဲ့ဒါတခုဆိုတော့လက်ငင်းပျော်ရွှင်မှုအတွက်တာတွေးတော်ခြင်းပေါ့နော်ဒီတခဏပေါ့နော်ပျော်ရွှင်မှုအတွက်တဘဝစာလူတွေရင်လိုက်တဲ့လူတွေအများကြီးရှိတယ်ဥပမာကြီးလည်းအများကြီးပဲ Stella အောင် sharing လုပ်ပေးစရာမလိုတော့ခု internet မှာဆိုအများကြီးပြီးလို့ရှင်အမြဲတမ်းလို့ကွာကိုအနာဂတ်မှာဘလို့ရှင်တန်ရမလဲဘလို့ရက်တီးရမလဲစားတဲ့ဥစ္စာတွေကိုပဲအရေးတဲ့စိုးရိမ်ပူပန်နေရကွာမြင်ဘူးမလားတော့မသိဘူးကိုလည်းရှိမယ်တဲ့အဲ့တော့ Stella ပြောချင်တာက present ဆိုတာအခုလက်ရှိနောက်တနည်းပြောရလို့ရှင် present is a gift ကွာ present ကလုံးဝလက်ဆောင်တစ်ခုပဲအဲ့ present မှာပဲနေခြင်းကလည်းပေါ်ကျွေဝိုင်းစိတ်တက်ကိုဖြစ်စေတယ်ကွာတိလားအဲ့တော့ခံပစ္စည်းတွေချက်ပေါ်နော် Stella တို့ဘဝအတွေ့အကြုံတွေအတွက်ကိုငွေသုံးစွဲတာကို Stella ပြောချင်တာဆိုတော့ဒါတော့ Stella ကတော့ရှင်နဲ့ Stella value မှာအဲ့လိုမျိုးဘယ် brand သုံးမှဘယ်အရာသုံးမှဆိုတာ Stella မရှိဘူးကွာပြီးလို့ရှင်နောက်တစ်ခါ Stella ကနိုင်ငံခြားထွက်ရအရန်ကြိုက်တယ်လူတွေကိုတည့်ရမလားအဲ့လိုဒီ frequency မတူညီတဲ့လူအမျိုးမျိုးကိုတွေ့ရတာကြိုက်တယ်ဘာလို့လဲဆိုအဲ့ဒါကမတူညီတဲ့ Stella ကိုခံစားချက်တွေပေးနိုင်နေကွာတလားအဲ့တော့ Stella ကဒီလူတယောက်ကလေအတွေ့အကြုံများလာလေ तू ကဘဝပေါ်မှာမြင်တဲ့အတွေးတွေအမြင်တွေကလည်းပို့လွတ်လပ်လာလေအဲ့ဒါကို Stella ပြောချင်အဲ့တော့ဘဝအတွေ့အကြုံကိုပို့ပြီးတော့ဦးစားပေးပါအဲ့လိုစိန်ခံပစ္စည်းတွေပေါ့နော်ဒီ brand တွေဒီ society ကဒီဟာရှိမှချမ်းသာမှာဒီ brand ရှိမှဆိုရယ်အများအမြင်မှာကိုအထင်ကြီးအောင်လုပ်တဲ့အပြုတ်အမူတွေဘဝထပ်ပေါ့နော်ဘဝအတွေ့အကြုံကိုပို့ပြီးတော့ဦးစားပေးပြီးတော့ရွေးချယ်ပါလို့ Stella ပြောချင်တယ်ပြီးလို့ရှိရင်နောက်တစ်ခါကျရေရှည်တိုးတက်မှုအတွက်ယဉ်ဒီမြုံနယ်မှာပေါ့နော် Stella တို့ပြောချင်တာကStella တို့ကအခုလက်ရှိမှာငါရေရှည်မှာဘလို့နေရမလဲဘလို့ထိုင်ရမလဲစားတဲ့အဲ့လိုစိုးရိမ်ပူပန်မှုတွေမရှိတော့ဘဲနဲ့ဘလို့လဲဆိုတော့ okay ငါရေရှည်အတွက်ဘလို့တွေဘာတွေဖြစ်လာမလဲတော့ငါမသိဘူးဒါပေမဲ့ငါရေရှည်အတွက်တော့ငါဒါတွေမြုံနယ်မယ်ဥပမာကိုယ့်ရဲ့ဒီ brain မှာမြုံနယ်တာကိုယ့်ရဲ့ကျန်းမာရေးမှာမြုံနယ်တာတကယ်ရေရှည်ရေရှည်မှာကောင်းတဲ့အရာတွေကြီးပဲဖြစ်လာနိုင်မဲ့အရာတွေပေါ်မှာပို့ပြီးတော့မြုပ်နှံစေချင်တာကွာအခုချက်ချင်းလက်ငင်းငါပျော်ရွှင်မှုဆိုတာတဲ့တကယ်ရေရှည်မှာယဉ်ဒီမြုပ်နှံမှုကောင်းတွေကိုယုံမြုပ်နှံတော့ဘာလို့ဆိုရင် Stella ပြောပြမယ် Stella ကဒီအရင်က9နှစ်မှာ Stella ရဲ့အုံနောက်ထဲမှာ Stella စာအုပ်တွေအများကြီးယဉ်ဒီမြုပ်နှံခဲ့တယ်ကျမ်းမာရေးဒီ like အများကြီးမြုပ်နှံခဲ့တဲ့ကြောင့်မလို့ဒီအချိန်မှာ Stella ကတွေးတဲ့အတွေးတွေကအဲ့လိုမျိုးသူများနဲ့မတူပဲနဲ့ကွာ likeသိရမလားအရင်တော့မြုံနှံခဲ့တဲ့အရာတွေကြောင့်မလို့အခုချိန်မှာ Stella ဆိုတာကဒီလိုမျိုးဖြစ်တည်ပြီးတော့မှပြောနိုင်နေတာကွာတိလား okay ပြီးလို့ရှင်ငွေကြေးသုံးစွဲမှုတွေကိုရှင်းလင်းတဲ့ဘောင်တက်မှတ်များထားရှိခြင်းဆိုတော့ Stella တို့ငွေကြေးသုံးစွဲတဲ့အချိန်မှာ Stella တို့ကဘောင်လိုအပ်တယ်အဲ့တော့ငါကဥမာဒီ financial ပေါ့နော်ဒီ5မျိုးရှိရကွာသိရမလားကိုယ့်ရဲ့ဒီစိန်ခံဖို့အတွက်သုံးမဲ့အရာကိုယ့်ရဲ့ဒီတင်နန်းတွေအတွက်သုံးမဲ့အရာကိုယ့်ရဲ့ဒီပေါ့နိုင်ငံခြားတွေဘာတွေထွက်ဖို့အတွက်သုံးမဲ့အရာကိုယ့်ရဲ့ဒီအုံနောက်အတွက်သုံးမဲ့နေကိုယ့်ရဲ့မိသားစုအတွက်စတဲ့ financial တွေကိုတိကျ budget လုပ်ပြီးတော့မှဘဝကိုတွားမယ်ဆိုလို့ရှိရင်ဒီငွေကြေးဆိုင်ရာနဲ့ပတ်သက်ပြီးတော့အမြဲတမ်းလွတ်လပ်မှုတစ်ခုကရောက်ရှိနေမယ်ဆိုတော့ Stella ပြောပြချင်တာဆိုတော့ရှားပါမှုစိတ်တက်လဲ Stella ပြောပြပြီးအဲ့တော့ပေါ်ကျွယ်မှုစိတ်တက်ကိုရှားပါမှုစိတ်တက်ကနေ Stella တို့ပေါ်ကျွယ်ဝါမှုစိတ်တက်ကိုတွားနိုင်ကြပါစေလို့လဲ Stella ကပြောပြချင်တယ်ပေါ့နော် okay အဲ့တော့နောက်တစ်ခုကိုပြောမယ်ဟောင်းကိုစွန့်လွတ်မှအကျစ်ဝင်လာမယ်
ဆိုတော့ဒီနေရာမှာ Stella ကဘယ်လို view ကနေပြီးတော့ပြောချင်လဲဆိုတော့ဒီ universe view ကနေပြီးတော့ပြောချင်တယ်ဆိုတော့ Stella တို့ရဲ့လေဒီလားပြောလိုက်တဲ့စကားတော့မဟုတ်ဘူးเนาะ Stella ပြောချင်တာ Stella တို့တွေးလိုက်တဲ့အတွေးတေးလေးတစ်ခုချင်းစီတိုင်းက energy ပဲအဲ့ဒါစွမ်းအင်ပဲအဲ့စွမ်းအင်က universe ကိုထုတ်လွှတ်နေရအဲ့ဒါကို Stella ပြောပြချင်တာအဲ့တော့ Stella တို့ကနောက်ဆုံးထားပါတော့ကွာဒီကိုရီးစားနဲ့ပြတ်သွားပြီနောက်တစ်ယောက်လိုချင်တယ်ဒါပေမဲ့ Stella တို့ကအရင်ရီးစားကိုလုံးဝလက်မလွတ်နိုင်တယ်နောက်ထွက်လာမဲ့ရီးစားကလည်းကောင်းအရင်ကောင်းတဲ့ရီးစားလိုမျိုးမဟုတ်ဘူးကွာတိလားအဲ့ဒါတစ်ချက်ပြီးလို့ရှိရင်နောက်တစ်ခါဗာလဲဆိုတော့ Stella တို့အဟောင်းကိုမစွတ်လွတ်နိုင်တဲ့လူတွေအများကြီးပဲအဲ့လိုပေါ့တန်တန်ဆွဲဖြစ်နေရပါတော့အထူးသဖြင့်ဆိုရင်လို့ရှိရင်နောက်တစ်ခုပြောပြချင်တာကလေ Stella ခုတော်တွေးရှိမိရပါတော့ Stella အင်ကြီးတွေအရင်များအရင်တော့အဟောင်းတွေကိုလည်းမစွတ်လွတ်ရက်ဘူးတိလားတန်အဲ့လိုတန်တာဘယ်လိုမလဲစုပ်ကင်ထားတဲ့အရာများနေဒါမဲ့ကွာအဲ့ချိန်မှာဆိုလို့ရှင်အတစ်ကဝင်မလာတော့ဘူးတိလားတကယ်ကောင်းတဲ့အတစ်တွေဝင်မလာတော့ဘူးအဲ့ဒါကြောင့်မလို့ Stella တို့ကအဟောင်းကိုစွန့်လွတ်ရဲတဲ့တတိပေါ့နော်ဒါအရင်တော့လည်းပြောဖူးတယ်ရဲတဲ့တတိရှိဖို့အတွက်လိုအပ်တယ်ပြီးလို့ရှင်နောက်တစ်ခုက Stella တို့ကလေcash flowငွေရေးချေးမှလည်းအရန်ရေးချေး Stella တို့ကအမြဲတမ်းဒီကိုရလာတဲ့ဝင်ငွေတိုင်းကိုစုထားမယ်သွားမလုံးနဲ့ကိုယ့်ရဲ့ဝင်ငွေရအချိန်တစ်ခုရောက်သွားလို့ရှင်ပိတ်သွားလိမ့်မယ်ဒါ University Law အရာစဉ်းစားကြည့်တော့ငွေချေးစီးဆင်းမှုကြားဖို့ရမလားအဲ့တော့ငွေကြေးဆိုတာကစီးဆင်းဖို့လိုအပ်တယ်အဲ့တော့အဲ့လိုစီးဆင်းဖို့ဆိုလို့ရှိရင်ငွေကြေးကိုကိုယ့်ရဲ့ bank account ထဲမှာပဲအမြဲတမ်း safe လုပ်ထားမယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့ငွေကြေးကမစီးဆင်းတော့ဝင်လာမထွက်ရင်မဝင်လာတော့ဘူးအဲ့တော့ထွက်ဖို့အတွက်စဉ်းစားပါထွက်မယ်ဆိုလို့ရှိရင်လေပျော်ရွှင်မှုနဲ့ထွက်ပါငါသူများကိုပေးလိုက်ရလို့အဲ့ထားတော့ပစ္စည်းတစ်ခုဝယ်လိုက်ရလို့ငါပတ်စံကြီးကကုန်သွားပြီဆိုတော့အဲ့လိုမျိုးတွေမတွေးနဲ့တိလားအဲ့ဆိုပစ္စည်းတစ်ခုဝယ်လိုက်တယ်ဆိုရင် Stella တို့ကငွေဘလောက်ထွက်သွားလဲလို့မြင်တာချက်ငါစီမှာကောင်းမွန်တဲ့ပစ္စည်းအရာတစ်ခုရောက်လာပါလားအဲ့တော့ happy money ဆိုတာရှိတယ်ကွာတိလားအဲ့ဒါလေးတွေကိုလည်းလိလာပေါ့နော်ဆိုတော့အဲ့ဒါကြောင့်မလို့ like စွန့်ပစ်ခြင်းတက်မဟုတ်ပဲနဲ့ Stella တို့ကစီးဆင်းမှုကိုဖန်တီးခြင်းလည်းဖြစ်တယ်ပေါ့နော်အဲ့တော့ငွေကြေးပဲဖြစ်ဖြစ်ယောက်ျားဟို relationship ပဲဖြစ်ဖြစ်ဒါမှမဟုတ်ကိုယ့်အင်ကြီးပဲဖြစ်ကိုယ့်ဘယ်ပစ္စည်းအရာမဆိုကွာတိလားစီးဆင်းခွင့်ပေးကိုယ့်စီမှာပဲတော့ပြီးပိတ်လောင်မနေနဲ့အဲ့ဒါကိုပြောပြချင်တာပေါ့နော်ဆိုတော့အဲ့ဒါမှာပဲအတစ်အစမ်းတွေအင်အားတစ်တွေဝင်ရောက်လာမှာကွာအဲ့တော့ရုပ်ပိုင်းဆိုင်ရာရှုပ်ထွေးမှုတွေနဲ့အစိတ်အတောက်တွေဖြစ်စေတဲ့ဆက်ဆံရေးတွေကစကွာ Stella တို့ကရှင်းလင်းဖို့လိုအပ်တယ်ဆိုတော့ကိုက toxic man တိရက်ကြီးနဲ့စုပ်ကင်ထားမယ်ဆိုလို့ရှိရင်တကယ်ကောင်းတဲ့အတစ်အစမ်းဆိုတဲ့အရာတွေကလည်းဝင်မလာတော့ဘူးဆိုတော့ Stella ပြောပြချင်တာOkay တောင်းမလို့ဒီ toxic တွေဖြစ်နေပြီဆိုလို့ရှိရင်ပေါ့နော်အချိန်တစ်ခုပေးပြီးတော့တတိချာရှင်းလင်းမှာအထူးသဖြင့်ပေါ့နော်ဒီအပြင်အပစ္စည်းတွေမို့ကိုယ့်ရဲ့စိတ်အတွင်းထဲမှာရှိနေတဲ့ toxic အတွေးတွေအရန်ပိတ်လောင်နေပြီဆိုတော့နော် Stella တို့တကယ်ကောင်းတဲ့အရာတွေဝင်မလာဘူးနော်အဲ့အတွေးတွေကိုကောင်းဘယ်လိုပြောမလဲဖြောက်နိုင်မှတကယ်အတွင်းစိတ်ထဲကအရာတွေကကောင်းတဲ့အရာတွေကဝင်လာမှာနော်အဲ့တော့ဒီကိုယ့်ရဲ့ဒီအတွေးတွေကို reland ပြန်လုပ်ပါဘယ်ဟာကောင်းတယ်ဘယ်ဟာမကောင်းဘူးပြန်စစ်စေပြီးလို့ရှိရင်ဒီအတွေးကြောင့်မလို့ဒီအတွေးတွေကြောင့်မလို့ငါကဒီနေရာမှာဒီအခြေအနေမှာငါပိတ်မိနေပါလားအဲ့ဒါကိုတတိချပြီးကြည့်ပြီးလက်ခံပြီးပြီဆိုလို့ရှိရင်ဒီဟာကြီးကိုငါစွန့်လွတ်ချတော့မယ်ဆိုပြီးတော့လုပ်အဲ့လိုမျိုးအရန်လိုအပ်တယ်ဒါဆို Stella ဆိုအချိန်ပေးပြီးတော့လုပ်တာအထူးသဖြင့်ကိုယ့်ရဲ့အတွေးတွေရေးလိုက်တယ်ကိုအမြဲတမ်းကြောက်နေတဲ့အတွေးကိုတက်ပိတ်လောင်နေတဲ့အတွေးတွေရေးချလိုက်တယ်ရေးချပြီးလို့ရှင် Stella အဲ့ဒါကိုမီးရှို့ပစ်လိုက်တယ်မီးရှို့ပစ်လိုက်ပြီဆိုပြီးမီးရှို့ပစ်တဲ့အချိန်မှာငါဒီအတွေးတွေငါကလုံးလွတ်ချလိုက်ပြီဆိုပြီးတော့ကိုတတ်မှတ်ချက်ချလိုက်တာအချက်မှချပြီးအချိန်တစ်ခုပေးပြီးတော့ကိုဒါတွေဆိုလို့ရှိရင်တရက်တစ်ခါကိုလုတ်တင်တာဒါပေမဲ့အချိန်မရှိဘူးဆိုလို့ရှိရင်တစ်ပတ်တစ်ခါတစ်လတစ်ခါတော့လုတ်ပေးပေါ့နော်ဘာလို့ဆိုဒါမှကိုကကောင်းတဲ့အရာတွေကိုယ့်ရဲ့လောကကြီးတဲ့ကိုယ့်ရဲ့ဘဝတွေဝင်လာမှာဖြစ်တယ်ပေါ့နော် Okayပါလဲဆိုတော့ Stella တို့ okay ဒီလိုအတွေးတွေကိုမလိုချင်တဲ့အရာအကုန်လုံးလဲကိုကလက်ခံပြီးသွားပြီဆိုလို့ရှိရင်ပြန်ပြီးတော့ဝင်လာတဲ့အရာတွေလက်ခံပြီးသွားပြီဆိုလို့ရှင်ခွင့်ပြုပြီးသွားပြီဆိုလို့ရှင် Stella တို့ကမကောင်းတဲ့အရာတွေကိုကိုယ့်စီကနေပြီးတော့ထုတ်ခွင့်ပေးလိုက်ထုတ်ပြီးပြီဆိုလို့ရှင် Stella တို့က Stella ကို Stella ချစ်ချင်းမြတ်တာနဲ့ကိုရက်တီနိုင်ဇွမ်းရှိရမယ်ပေါ့နော်ဆိုတော့အထူးသဖြင့်မို့နော်ဒီ PowerPoint လေးကိုပြောဆိုလို့ရှင် Stella ကမိန်းကလေးအဖြစ်မွေးဖွားလာတယ်ပေါ့နော်အဲ့ဒါနေစပြီးပြောလို့ရတယ်ဆိုတော့ Stella မိသားစုမှာကနည်းနည်းပေါ့နော်ဘယ်လိုပြောမလဲဆိုတော့နည်းနည်းတယုံမိသားစုဆိုတော့ယောက်ျားလေးတွေပို့ပြီးဦးစားပေးတယ်မိန်းကလေးတွေဦးစားမပေးဘူးစားလည်းရှိရ
မိသားစုကမရှိဘူးဆိုရင်တော့ society မှာအဲ့လိုမျိုးရှိတယ်ကွာတရုတ်တွေမှာကြတော့အဲ့ဒါသိမလားတော့မသိဘူးအဲ့တော့အဲ့မှာအဲ့ချိန်မှာပေါ့နော် still မိန်းကလေးဖြစ်မွေးဖွားလာတဲ့အချိန်မှာဒီ society ကတတ်မှတ်ထားမိန်းကလေးဆိုရှင်ဘာတွေလုပ်ရမလဲအိမ်မှုကိစ္စနိုင်ရမယ်ဘလို့ဖြစ်ရမယ်ဒီလိုဖြစ်ရမယ်ဆိုပြီးတော့သူတို့မှာစီးတယ်အများကြီးတတ်မှတ်ချက်ရှိရအဲ့ချိန်မှာ still ပုံစံကအဲ့လိုမျိုးမိန်းကလေးမဟုတ်ဘူး still အိမ်မှုကိစ္စအရင်နိုင်နေတဲ့ team မှာလေတော့မပါဘူးအဲ့ still ကstill ဖြစ်ချင်တဲ့အရာလိုချင်တဲ့အရာကိုရအောင်စူးစမ်းမယ်like ပတ်စံငွေရေးကြေးရေးဆိုင်ရာပဲဆိုပြီး still extrovert ကွာ extrovert ဆိုကွာအပြစ်မှာလှုပ်ရှားရတာကိုပိုကြိုက်တယ်အိမ်မှာတယောက်အိမ်မှာထိုင်ပြီးတော့အိမ်မှုကိစ္စပဲအမြဲတမ်းလုပ်နေရတဲ့ဆိုင်လို့ရှင်ပေါ့နော်အဲ့လိုမျိုးအဲ့ချိန်မှာ still ငငယ်တုန်းကအဲ့ရဲ့ဒီ still ပုံစံနဲ့ဒီ society ကပြောထားတဲ့ main ကလေးတွေရဲ့ပုံစံတွေကလုံးဝ dream ဟာကွာခြားနေအဲ့ချိန်မှာ still ကstill အမြင်မှာကြတော့ကွာကြည့်မလား main ကလေးဆိုတာဒီလိုလုံးဝမယ်ဆိုတဲ့အရာနဲ့က struggle အရန်ဖြစ်တယ်အရန်ဖြစ်တယ်အဲ့ချိန်မှာ still အတွင်းစိတ်ထဲမှာပုတ်တိုက်မှုတွေအရန်ဖြစ်ပြီးတော့နေလို့ထိုင်လို့မကောင်းအဲ့လိုမျိုးတွေဖြစ်တယ်အဲ့ချိန်မှာကိုလုံးဝပျောက်ဆုံးလာတာကို still ကပို့ပြီးတော့တိရှိလာတယ်ဒါပေမဲ့စာအဲ့လိုမျိုးပေါ့နော်အသက်20ကျော်လောက်မှာ still စပြီးတော့စာရီဖတ်တဲ့အချိန်မှာ main ကလေးတော်တော်များများ still ဖတ်တဲ့စာအုပ်တွေတော်တော်များများက main ကလေးတွေရဲ့ဒီဘဝအကြောင်းတွေအမျိုးမျိုးဖတ်ရတယ်အိမ်ထောင်ပြုတ်သွားပြီးတော့မှဘယ်လိုဆက်ဖြစ်တဲ့ဘဝအကြောင်းစာ main ကလေးတွေရဲ့ဒီဘဝအမျိုးမျိုးအကြောင်းဖတ်တဲ့အချိန်မှာ still ဘာသွားတွေ့လဲဆိုတော့ဘတူးမှဘယ်လိုပြောဘယ်မိန်းကလေးကဘတူးကဘယ်လိုမျိုးမှနေရမယ်မယ်ဆိုတာတတ်မှတ်ထားတာမရှိဘူးလောကကြီးကကိုဖြတ်တန်းခြင်းနဲ့ပုံစံအတိုင်းဖြတ်တန်းလို့ရတယ်ရွေးချယ်ပိုင်ခွင့်ရှိတယ်မိန်းကလေးမှမဟုတ်ယောက်ျားလေးမှမဟုတ်ဘူးလူတိုင်းကတူတို့ဖြတ်တန်းခြင်းနဲ့ပုံစံအတိုင်းဖြတ်တန်းလို့ရတယ်စိုးစားရဲ့ဒီကတတ်မှတ်ထားတဲ့ပုံစံအတိုင်းမဟုတ်လေရတယ်ဆိုတာကို still ကလုံးဝလက်ခံသွားတဲ့အချိန်မှာ still ရဲ့စစ်မှန်တဲ့ပုံစံ freedom ကိုကြိုက်တယ်မိန်းကလေးလိုမျိုးနေကြမိန်းကလေးဆိုတာကတတ်မှတ်ထားတဲ့ဘောင်တစ်ခုမဟုတ်ဘူးကိုနေခြင်းတလို့ကိုဖြစ်ချင်တဲ့အရာတွေကိုစူးစမ်းပိုင်ခွင့်ရှိရဲဆိုတာကို still ပို့ပြီးတိသွားတယ်ပေါ့နော်အဲ့ချိန်မှာ still စစ်မှန်တဲ့ပုံစံတွေကို still လက်ခံပြီးတော့လုတ်တဲ့ချိန်မှာ still ရဲ့ခွန်အားတွေကပို့ပြီးတော့ကွာကြည့်မလားကြီးမားလာတယ်ကိုလှုပ်ချင်တာတွေကိုပို့ပြီးတော့တတိရှိလှုပ်ရဲလာတယ်ကွာအဲ့ဒါကိုပို့ပြီးတော့တွားတွေးရှိရဲအဲ့ချိန်မှာ still ရဲ့ဒီ emotion တွေကလည်းအတွင်းထဲမှာကွာပုတ်တိုက်မှုတွေအရင်မများတော့ still ဒီပုံစံပဲဆိုတာကြီးကို still ကမပြည့်စုံတာဖြစ်ပြည့်စုံတဲ့အပိုင်းပဲဖြစ်မပြည့်စုံတဲ့အပိုင်းဖြစ် still ချပြနိုင်ရဲတဲ့တတိတွေရှိလာတဲ့အချိန်မှာ still စိတ်ထဲမှာပေါ့နော်နေလို့အရန်ပိုကောင်းလာဆိုတော့ still ပို့ပြီးတော့တွေးလာတယ်ပေါ့နော်အဲ့ဒါကြောင့်မလို့ still ပြောချင်တာဒီ society မှာတတ်မှတ်ထားတဲ့စီကန်းတွေတောင်ကြောက်မလို့ပေါ့နော်ကိုပိုင်ရဲ့စွမ်းရည်တွေကိုအရှုံးမပေးပါနဲ့ကိုရဲ့စွမ်းအင်ကိုထုတ်ပြပါပေါ့နော် still အဲ့ဒါကိုပြောပြချင်တာဒါကတော့ကိုချစ်ချင်းဆိုတဲ့အပိုင်းဖြစ်သွားပြီပေါ့နော်တခုကတော့နည်းနည်းလေးကြီးသွားပြီပေါ့အဲ့ဒါပါလဲဆိုတော့ကွာမိသားစုကြေခွဲမှုနဲ့မမြဲတဲ့သဘောတရားကွာဆို still တို့ခုဆိုလို့ရှင်လူသက်တန်အားဖြင့်နှစ်တရားတော့ရှိတော့ကွာ60-90လောက်ပဲ60ပေါ့နော်90လောက်ပဲရှိတော့ဆိုတော့အဲ့ရဲ့အနစ်ပေါင်ကလည်းတည်မလားကန့်သက်ချက်တစ်ခုလားဖြစ်နေတာကွာ still ပြောပြမယ်ဒီအသက်မှာဒါလို့ဒီအသက်မှာဒါလို့ဆိုတာရှိမနေတော့ကွာ still တို့တစ်ဖြစ်နိုင်ငံခြားထွက်လိုက်တဲ့ချိန်မှာပို့ပြီးတော့တည်အသက်60ဖွားရလဲတောင်တက်နေရပဲသူ့ရဲ့ခန္ဓာကိုယ်အရာ resistance ရှိအောင်သူလှုပ်ထားပြီးတော့သူတက်နေရပဲလူငယ်တွေလိုပဲဆိုတော့ဒီရွယ်မှာပညာရှာရမယ်ဒီရွယ်မှာတော့ပတ်စံရှာမယ်အဲ့လိုမျိုးအချိန်ဆိုတာမရှိတော့ဘူးကွာဒီလားအဓိကကိုရေရှည်ပြုံးနှံသွားပြီးတော့ကိုဘာလုပ်ရမလဲဆိုတာကိုသိရပြီကွာ society ကတတ်မှတ်ထားတဲ့အရာတွေလို့အများကြီး caring လုပ်နေကြမလို့ပေါ့နော်အဲ့တော့အဲ့လိုပဲ still တို့ကတည်ဆုံးချင်းနဲ့ကွဲကွာခြင်းကိုလည်းလက်ခံနိုင်စွမ်းရှိရမယ်ဆိုတော့still အနေနဲ့ပေါ့နော် still အရွယ်နဲ့ဆိုလို့ရှင်တော့တည်ဆုံးချင်းကို still လက်ခံနိုင်ဖို့အတွက်တော့အများကြီးစူးစမ်းနေတဲ့အခြေအနေမျိုးတစ်ခုပဲဖြစ်သေးတယ်ဒါပေမဲ့ဒါဟာလည်းတပါဘဝတရားအရာတော့စီးစင်းမှုတစ်ခုပဲလောကကြီးထဲလူအစ်စ်တွေရောက်လာတယ်လို့လောကကြီးကနေပြီးတော့လူအစ်စ်တွေထွက်သွားတယ်ပေါ့နော်အဲ့ဒါတွေကိုလည်း still တို့ကခွင့်ပြုဖို့လိုအပ်တယ်ကိုယ့်ရဲ့လောကကြီးထဲကနေပြီးတော့ကိုအရန်ချစ်တဲ့လူတွေကိုအရန်တန်ရောစိတ်ရှိတဲ့လူတွေထွက်သွားပြီဆိုလို့ရှိရင်လည်း still တို့ကချစ်ရတဲ့သူဆုံးရှုံးသွားရလို့နောင်တရနေတာတွေကို still တို့ကမဖြစ်အောင်တော့စူးစမ်းပေါ့
အခုလက်ရှိကိုဘီနာမှာရှိနေတဲ့လူတွေပို့ပြီးတော့တန်ဖိုးထားပေါ့နော်ထွက်သွားတဲ့လူတွေအထက်ပေါ့ဆိုတော့ထွက်သွားတဲ့လူတွေကိုကပို့ပြီးတန်ဖိုးထားပို့ပြီးချစ်တယ်ဆိုလို့ရှိရင်ကိုဘီနာမှာရှိနေတဲ့လူတွေပို့ပြီးချစ်ပေးပို့ပြီးတန်ဖိုးထားပေးပေါ့ဒါတော့ still sharing လုပ်ပေးချင်တဲ့ဟိုမမြဲတဲ့သဘောတဘာဝတရားကိုပြောပြချင်တာပေါ့နောက်တစ်ခုပေါ့နော်still technique တစ်ခု Stella ပြောပြမယ်အဲ့ဒါကဘာလဲဆိုတော့ Stella တို့လေအဲ့လို Stella လုတ်ဖူးတယ်ပေါ့အဲ့လိုအရန်တော့ကတွေရောက်အရန်စိတ်ပူဒေါသတွေထွက်နေတဲ့အချိန်မှာ Stella ရီချလိုက်တာအဲ့ချိန်မှာကိုရဲ့ဒီပြုံးလိုက်တဲ့ရီလိုက်တဲ့ချင်းကအဲ့လိုတော့ခါတွေစိတ်ပင်ပန်းတာတွေကနေပြောလေဖုတ်ကနေလွတ်မြောက်သွားတယ်လို့ခံစားရတယ်တိလားအတူတူဖြစ်လူတယောက်ကကိုဒေါသတကြီးနဲ့လာပြောချင်မှာကိုကမဟုတ်ဘူးငါဒီလိုမဟုတ်ဘူးငါအဲ့လိုဘလို့ဆိုပြန်ပြောချင်တယ်ဒါပေမဲ့အရန်ဒေါသထွက်နေတော့နောက်ဆုံးကြရီချလိုက်တဲ့အချိန်မှာလေအဲ့လိုဒီတော့ခရနေ Stella လွတ်မြောက်သွားပါတော့အဲ့တော့ Stella တို့ကပျော်ရွှင်မှရီလို့ရတာမဟုတ်ဘူးကွာရီရင်းနဲ့လည်းပျော်ရွှင်သွားအောင်လှုပ်လို့ရတယ်ဆိုတာကို Stella ကပြောပြချင်တာဆိုတော့တခါလေကြားလို့ရှိရင်ကို့အတွင်းစိတ်ကကွာအရန်ပူလောင်ပြီးတော့မပြောင်းလဲနိုင်နေဘူးဆိုလို့ရှိရင်ကိုယ့်ရဲ့အပြင်ဘကိုတော့ပြောင်းလဲလိုက်ဒီလားပြင်ဘကိုတော့ပြောင်းလိုက်တဲ့အချိန်မှာဟိုပြင်ဘမှာကိုကပြုံးဟိုဘယ်လိုအောင်မလဲပြုံးလိုက်တယ်ပဲထားတော့အဲ့လိုရှာလို့ရှိရင်ကိုယ့်ရဲ့ဒီအတွင်းစိတ်ကိုတော့ပြောင်းပြန်ဟက်တယ်ဆိုတာလေတုံးလို့ရတယ်ဆိုတော့လေ Stella ပြောပြချင်တာဆိုတော့အဓိကကတော့ဒီဘယ်လိုပြောမလဲဆိုတော့ပြင်ပအပြုအမူတွေကို Stella တို့ပြောင်းလဲလိုက်တဲ့အချိန်မှာအတွင်းစိတ်ခံစားချက်ကအလိုအလျောက်ပြောင်းလဲသွားတာပေါ့နော်အဲ့လိုမျိုးကြီးလည်းရှင်းဥပမာနောက်တစ်ခုရှိတယ် Stella search လုပ်တဲ့အချိန်မှာပေါ့နော်Stella ကမလုပ်ရဲဘူးကြောက်စိတ်တွေဝင်တော့ Stella ဘာလုပ်လဲဆိုတော့ okay ငါကြောက်စိတ်ဝင်နေဆိုတာငါသိတယ်ဒါပေမဲ့ငါတပြောလိုက်မယ်ပထမဆိုတစ်ခါပဲငါတပြောလိုက်မယ်ဆိုပြောလိုက်ရောအမတစ်ဖက်လူကလည်းအကုန်လုံးကြီးလက်မခံပေမဲ့စူးစမ်းလိုက်တာကိုအတိမပြုလိုက်တဲ့အချိန်မှာ confident တေးလေးတက်သွားအဲ့တော့ Stella တို့ကတစ်ခါလေကြာအတွင်းစိတ်ကြောက်စိတ်ချိုငါတို့ဘယ်လိုပြောင်းလဲရမလဲလည်းမသိကွာဒါပေမဲ့အပြင်မှာ Stella တို့တွားပြီးတော့တစ်ခုလှုပ်လိုက်တဲ့အချိန်မှာအပြင်ကရောင်ပြန်ဟက်မှုကြောင့်မလို့ Stella တို့ရဲ့အတွင်းစိတ်က confidence ကတက်သွားကွာအဲ့ဒါလိုမျိုးလေးပေါ့နော်အဲ့ဒါကြောင့်မလို့ Stella ကစိတ်ခံစားမှုကအပြုအမူကိုမဖြစ်စေဘဲနဲ့အပြုအမူကစိတ်ခံစားချက်ကိုဖြစ်အောင်လုပ်လို့ရတယ်ကွာဒီအပြုအမူကိုလည်း Stella တို့ဖြစ်ချင်တဲ့အတိုင်းဖြစ်အောင်မျိုးပေါ့နော်လုပ်လိုက်လို့ရတယ်ကွာအဲ့ဒါကို Stella sharing လုပ်ပေးချင်တာပေါ့နော်အဲ့တော့နောက်ထပ်ပြောပြချင်တာဘာလဲဆိုပျော်ရွှင်မှုကိုဖန်တီးနိုင်တဲ့အခြေခံ၃ချက်အဲ့ဒါကဘာလဲဆိုတော့ပထမဆုံးတစ်ချက်ကကြတော့အတွေးများကိုထိန်းချုပ်ခြင်းဆိုတော့အတွေးများကိုထိန်းချုပ်တဲ့နေရာမှာပေါ့နော် Stella တို့စီမှာရှိရဲ့ထိန်းချုပ်လို့မရတဲ့အတွေးတွေအများကြီးရှိရမကောင်းတဲ့အတွေးတွေကြည့်မလားကိုစိတ်ပူပန်တော့ကတွေရောက်တာစားတဲ့အတွေးတွေထွက်လာပြီဆိုလို့ရှင်အဲ့ဒါကြီးကို Stella တို့ကလေအတွေးဆိုးတွေကိုကွာအရှိတရားဖြစ်မလက်ခံနဲ့ဒီလားဟာငါရဒီလိုဖြစ်နေရဒီချိန်လေးရဒီလိုပါစားတဲ့အရှိအတရားဖြစ်မလက်ခံမဲနဲ့ဒီလိုဖြစ်နေတဲ့အရာကိုငါတို့ကဘယ်လိုပြောမလဲဆိုအတိတတိဖြစ်မဲ့ဖုံဖော်လိုက်ဒါလေးကရှိတတ်တဲ့ဖြစ်တတ်တဲ့သဘောတရားပါလားဒါဒီလိုမျိုးရှိတတ်တဲ့သဘောတရားပါလားစတဲ့အရာအနေနဲ့ပဲလက်ခံပေးလိုက်ငါတို့ဒီလိုဖြစ်သွားပြီးမကောင်းတဲ့အရာတွေယူတွားပြီးတော့ကွာစုပ်ကင်ထားတာမဟုတ်ပဲနဲ့ဒီလိုမျိုးဖြစ်တတ်တဲ့သဘောတရားရှိတယ်စတဲ့ကိုယ့်ရဲ့အတွေးတွေကိုကွာအဲ့လိုကစားလို့ရတယ်ကွာအဲ့ဒါကိုပြောချင်တာပြီးတော့နောက်တစ်ခုကဘာလဲဆိုစိတ်တည်ငြိမ်မှုကိုထိန်းချုပ်တာဆိုတော့ဒီဝမ်းနေတာတွေဝမ်းတာတာတွေစားတဲ့ဒီအလွန်အမင်းဖြစ်တဲ့ဥစ္စာတွေကိုပေါ့နော် Stella ရဲ့စိတ်အခြေအနေကမြတ်တဖြစ်အောင်ထိန်းချုပ်တာပေါ့ဥပမာကွာStella တို့အစိုးတစ်ခုဖြစ်လာပြီမလားစပြီးတော့အစိုးတွားပြီးတော့စိတ်ခံစားချက်အများကြီးနဲ့တော့တုံ့ပြန်နေမယ်စားကောင်းတဲ့အရာ၃ခုပဲလုပ်လိုက်အဲ့ချိန်ကြာလို့ရှိရင်ကွာကိုယ့်ရဲ့စိတ်ခံစားချက်ကပြောင်းသွားလိမ့်မယ်ဥပမာStella ဆိုလို့ရှိရင်ကွာဘယ်လိုဖြစ်လဲဆိုကိုယ့်ရဲ့ဒီ leader ပေါ့နော်ကိုယ့်ရဲ့ boss ကကိုယ်ပြောလိုက်ပြီး all လိုက်ပြီးဆိုလို့ရှိရင်စိတ်ကမကောင်းတဲ့အချိန်မှာလမ်းမှာဘာလုပ်လဲဆိုတော့အဲ့လိုကိုကတခြားအဲ့လိုတွေးတဲ့ဒီလူပေါ့နော်ကိုညီလိုအပ်နေတဲ့လူတွေကို Stella ကိုညီပေးလိုက်တယ်အဲ့ချိန်မှာ Stella ရဲ့စိတ် emotion ချက်ချင်းပြောင်းသွားခုနကတော့အလုတ်ကနေပြီးတော့စင်းတော့ကကြတော့ငါ့ကိုအရန်ဆူတာပဲငါ့ကိုအရန်អော်တာပဲဒါပေမဲ့လမ်းသွားနေရင် Stella ကတကယ်တော့အမှန်တိုင်းပြောလို့ရှိရင်စိတ်ထဲမှာတော့လှုပ်ချင်တာမလှုပ်ချင်တာတဲ့လှုပ်မယ်ဆိုတဲ့ဆုံးဖြတ်ချက်လေးတစ်ခုကြောင့်မလို့ကွာလှုပ်လိုက်ပြီးတော့မှသူများကိုကူညီပေးလိုက်ချင်မှသူများလုံးဝပျော်တော့ချင်မှကိုပါလိုက်ပျော်ရောအဲ့တော့ပြီးတော့ပြီပေါ့နော်တရားတွေအရင်တွေးနေကြမလို့ပေါ့နော်စားတဲ့ပုံစံမျိုးပေါ့ကိုယ့်ရဲ့စိတ်ခံစားချက်ကပြောင်းသွားကွာအဲ့ချိန်မှာစိတ်ကပို့ပြီးတည်ငြိမ်လာတာအဲ့ဒါပြီးတော့ဘာလဲဆိုတော့ကိုယ့်ရဲ့အသိနဲ့ကိုပြန်လဲတင့်မြတ်ဖို့လိုအပ်တယ် Stella တို့တော်တော်များများကလေအသိမှာပိတ်လောင်နေတာအယမ်းများတယ်
တခြားလူတွေကိုခွင့်မလွတ်နိုင်သူကငါ့ကိုဒီလိုလုပ်သွားလို့ငါတော့သူ့ပေါ်မှာဒေါသအရင်ကြီးတယ်ကွာလုံးဝခွင့်မလွတ်နိုင်ဘူးစတဲ့ပုံစံတွေနဲ့တွေးတာတွေရှိတယ်အဲ့တော့သူတို့ကိုခွင့်လွတ်ခြင်းကသူတို့ကိုခွင့်လွတ်လိုက်တာမဟုတ်ဘူးကိုလွတ်မြောက်အောင်လှုပ်လိုက်တာကွာတိလားအဲ့လိုမျိုးလွတ်မြောက်အောင်လှုပ်ပြီးတော့မှ Stella တို့ကအစ်စ်ကနေတဖန်ပြန်ပြီးတော့မွေးဖွားလာနိုင်မှာကွာတိလားအဲ့တော့သူများကိုခွင့်လွတ်ခြင်းဆိုတာတဲ့ကိုလွတ်မြောက်အောင်လှုပ်ရှင်မော်နော်အဲ့လိုမျိုးလဲပြောလို့ရအဲ့လိုမျိုးနီးတွေနဲ့ Stella တို့ကပျော်ရွှင်မှုစစ်မှန်တဲ့ပျော်ရွှင်မှုကိုရရှိနိုင်တယ်ပေါ့နော်ပြီးလို့ရှိရင်နောက်တစ်ခုဘယ်လိုမျိုးရနိုင်သေးလဲဆိုတော့ကိုပေါ့နော်ချစ်မြတ်နိုးတဲ့နေ့စဉ်အလေးအကျင့်လေးလှုပ်တာဥပမာ Stella ဆိုလို့ရှိရင်မနဲ့နိုးလာပြီဆိုရင်ချက်ချင်းအသက်ရှူလေးချင်းကန်လေးလှုပ်တယ်ပြီးလို့ရှိရင်နောက်ဒီဘယ်လိုပြောမလဲဆိုတော့ဒီရေကတော့တောက်တယ်အဲ့ပြီးလို့ရှိရင်ကိုပျော်ရွှင်မဲ့အရာလေးတွေရွေးချယ်ပြီးလှုပ်တယ်ကွာဒီလားတရားထိုင်မယ်ပြီးလမ်းလျှောက်မယ်နေအောင်ကြည့်တဲ့ယူမယ်ပြီးလို့ရှိရင်ဝါနဲ့တွေးဆောင်လို့ရှင်ကိုကစိတ်ငြိမ်ချမ်းမှုရတယ်ကွာကိုတီးအဲ့တော့အဲ့လိုမျိုးလေးသွားလုံမယ်ပေါ့နော်အဲ့လိုမျိုးလေးတွေပေါ့နော်လှုပ်ရက်တွေအဓိကလှုပ်ရမယ်ပေါ့နော်ဆိုတော့ကိုချစ်မြတ်နိုးခြင်းဆိုတာကစိတ်ကိုရင်ဆန်တဲ့စကားလုံးတွေနဲ့ပဲကွာငါကချစ်တယ်နိုးမဟုတ်ဘူးကွာကြည့်မလားအဲ့လိုချစ်တယ်ဆိုရင်ကိုပျော်ရွှင်မဲ့အရာလေးတွေကဘာတွေလဲဆိုတာကိုပျော်ရွှင်မဲ့အရာလေးတွေကတခြားဘူးတူတွေပေါ်မှာမူမတီနေပဲနဲ့ကွာကိုတိုင်းဘလို့လှုပ်ရက်လေးတွေလှုပ်လို့ရှင်ပျော်ရွှင်မှာလဲဆိုတာလေးတွေကိုတိချာတိထားပြီးတော့လိုက်လှုပ်ရှင်ပေါ့နော်အဲ့လိုလှုပ်လို့ရှင်လဲဒါကိုတကယ်ငြိမ်းချမ်းတဲ့ပျော်ရွှင်မှုတစ်ခုကိုရရှိမယ်လို့လဲ Stella မြင်တယ်ပေါ့နော်အဲ့လိုမျိုးလေးရှိမယ်ဆိုတော့Stella ကစဉ်းစားကြရငါတို့ကဒီကဘာကြီးပေါ်ရောက်လာခြင်းကဘယ်လိုပြောမလဲအမြဲတမ်းတည်ရမလားမကောင်းတာတွေဒုက္ခတွေနဲ့ပဲတွေးဖို့အတွက်ရောက်လာတာပါဆိုပြီးတော့အရန်တွေးကြတယ်ကြည်လားအဲ့တော့ Stella ပြောချင်တာ Stella ဒီကဘာကြီးကိုရောက်လာတာလုံးဝစစ်မြေပြင်ကြီးပဲမဟုတ်ဘူးကွာ Stella ဒီကဘာမြေကြီးကိုကစားခွင်းတစ်ခုလို့စဉ်းစားကြည့်လို့ရတယ်အတွေ့အကြုံလာယူတာအတွေ့အကြုံကနေပြီးတော့ကိုတို့ grow up ဘယ်လိုဖြစ်မလဲဆိုတာကိုလာပြီးတော့တင်တာလို့တွေးကြည့်လို့ရတယ်ကွာဆိုတော့ Stella တို့ဒီလောကကြီးကိုလာတာကွာတင်မလားလုံးဝအမားတွေကြီးပဲဘယ်လိုပြောမလဲskin စင်တယ်လုံးဝအမှန်တရားကြီးကိုပဲပိုင်ဆိုင်ဖို့အတွက်ဒီလောကကြီးမှာမှတ်တမ်းလာစုတာမဟုတ်ဘူးကွာ Stella တို့လာရောက်ရှင်က Stella တို့မှာဒီလောဘယ်လိုပြောမလဲဖြစ်ပြတ်နေတဲ့ဒီအသားအစီးတွေကိုဘလို့ကြော်ဖြတ်မလဲဘလို့ကြီးထွားမလဲဘလို့ကစားမလဲဘလို့ပျော်ရွှင်မလဲပြီးနာကျင်မှုတွေကိုတွေ့ကြုံခံစားဖို့အတွက်ရောက်ရှိလာတာဖြစ်တယ်ကွာသိလားဆိုတော့ Stella ပြောရင်တော့နာကျင်မှုတွေတွေ့ကြုံခံစားဖို့အတွက်ပဲခံစားပြီးရင်လွတ်ချရမယ်အဲ့ဒါကလည်းဒီလိုနာကျင်မှုတွေကိုခံစားမိပြီးသွားပြီဆိုလို့ရှင်လေဒါကိုက grow up ဖြစ်ဖို့အတွက်ကဒါလမ်းစာဖြစ်လာပြီဆိုတာပဲပေါ့နော်အဲ့တော့အမြဲတမ်းလို့အမားကြီးကင်းပြီးတော့ငါဟာမန်နဲ့တူကြီးဆိုပြီးတော့အမှန်တွေပဲလုံမယ်ဆိုတဲ့ပုံစံမျိုးတွားနေလို့ရှင်ကိုအရန်ထိန်းချုပ်ထားရကြတယ်ပေါ့နော်ဆိုတော့ကိုလွတ်လပ်ခွင့်ပေးပါပေါ့နော်အဲ့ဒါလေးကိုပြောပြချင်တာ okay ဆိုတော့ကဘာကြီးကစစ်မြေပြင်မဟုတ်ဘူး just a game just a ကစားပွဲကွာကြည့်မလားအဲ့တော့ကစားပွဲမှာကိုကခန်းစားချက်လေးတွေကိုရဲ့တွေ့ကြုံမှုလေးလာယူပေါ့နော်အဲ့လောက်ပဲပေါ့နော် just a experience ကွာကြည့်လားအဲ့ဒါလေးကိုပြောပြကိုခွင့်ပြုလိုက်ပြီဆိုတော့ခုနကတော့ still အချက်တွေအများကြီးပြောပြခွင့်ပြုတဲ့နေရာမှာတခြားလူတွေကကိုယ့်ပေါ်မှာလာပြီးတော့ဒေါသထွက်တဲ့အရာတွေကိုဒေါသထွက်တဲ့ကြောင့်မလို့ကိုယ့်ရဲ့အတွင်းစိတ်တွေကနေတည်မလားဒေါသတွေထွက်တာတွေကိုimperfect ပေါ့နော်ဒီမပြည့်စုံတာတွေကြောက်တာတွေတောကဖြစ်တာတွေစိတ်ပူပန်မှုတွေဖြစ်တာတွေစားတဲ့အရာတွေအကုန်လုံးကိုခွင့်ပြုလိုက်တဲ့အချိန်ကစပြီးတော့ Stella တို့ကနောက်ထပ်အတစ်တစ်ဖန်မွေးဖွားဖို့ဆိုတာစတင်ခြင်းပဲဖြစ်တယ်ကွာဆိုတော့ဒီနောက်ဆုံးမှာ Stella ပြောချင်တာက Stella တို့ကတခြားသူတွေနဲ့နိုင်ရှင်းစရာမလိုပါဘူးပေါ့နော်ဒီဘက်လိုမျိုးတန့်ရှင်းနေရဒီဘက်လိုမျိုးညစ်ပတ်နေတယ်နိုင်ရှင်းစရာမလိုဘူးကွာသိလားဒီဘက်ညစ်ပတ်နေရတဲ့အကြောင်းရင်း does not ညစ်ပတ်တာမဟုတ်ဘူးဒီနောက်မှာစာအုပ်တွေအများကြီးရှိရဲ့သိမလားစာအုပ်တွေကိုနင်းတန်ဖိုးထားတတ်ရင် vision က like အမြင်ကနောက်တစ်ခုပြောင်းသွားတယ် okay ဆိုတော့တယောက်နဲ့တယောက်တစ်ဖက်နဲ့တစ်ဖက်နိုင်ရှင်းနေကြမလို့ဘူးကိုချစ်ပါကိုမဖြတ်စည်းပါနဲ့ပြီးလို့ရှိရင်နောက်တစ်ခုကကြတော့ Stella တို့ရဲ့တွားရမယ့်ရှေ့အလန်းတွေကိုပေါ့နော်တည်ငြိမ်နဲ့ရှောက်လန်းခွင့်ပြုပါအရာကိုဖြစ်ခွင့်ပြုပေးပါပြီးလို့ရှိရင်နောက်ဆုံးကအဲ့လိုမျိုးဖြစ်ခြင်းမှသာလျှင်တကယ်စစ်မှန်တဲ့ခွန်အားကိုရရှိပြီးတော့စစ်မှန်တဲ့ကိုပိုင်ဆိုင်ပြီးတော့မှကိုလိုချင်တဲ့အရာကိုတကယ်ဖြစ်ချင်နေတဲ့အရာကိုဖြစ်သွားမှာဖြစ်တယ်။ society ကတတ်မှတ်ထားတဲ့အရာမဟုတ်ပဲနဲ့တကယ်စစ်မှန်တော့ကိုယ့်ရဲ့ပုံစံနဲ့ရှင်းသန်နိုင်မှာဖြစ်ပါတယ်ဆိုတော့ hope all the people can like live as an authenticity ကွာတလား
Okay ဘာလို့လဲဆိုတော့ AI နေလောက်ထိများနေတယ်အတုလောကကြီးမှာငါတို့အတုထက်လုံမနေတော့ဘူးလေစစ်မှန်တဲ့ပုံစံပဲလောက်ကြရအောင်အားဝင်ချစ်တမားရဲ့ Stella အလောက်အများကြီးပြောနားထောင်ပြရတဲ့ Bye bye